အမျိုးသားလုံးတာလီသွားပါကျွန်တော်တို့အခုလာရှိဟောင်းတန်နေထိုင်နေတဲ့ဘဝမှာမတော်လိုချောင်းရဲစူတခုသေးကိုလာတော့ပါအခွန်လေးတခုလာရှိဖို့ဆိုကေဇာစုကိုတော့ခဲ့ပါဗလေဇာအခွန်လေးကိုလိုချောင်းခဲ့ပါလေကျွန်တော်ကလည်းပဲမေခွမ်းမိလာဖို့သုံးဟောဘဝမှာတခုသေးတော့အခွန်ရဲတခုသေးတော့ကိုကိုင်းနေတဲ့အခွန်ရဲကိုတော့ပါယူပါဆိုလို့ရှိရကေကျွန်တော်ကတော့ရောဂါနာပယာကံပြေကျမ်းပါရဘဝတခုကိုလာပိုက်ဆိုင်ရပါလို့ဤဆိုရဲစူတော့ပါဖို့ဇာဖဲလို့ဆိုလို့ရှိရကေကျွန်တော်တို့မှရချမ်းတဲ့လူပေါင်းဖိုက်စီအောင်ပါလူပေါင်းဖိုက်စီပညာတဲ့လူပေါင်းဖိုက်စီဇာပဲအနေထားပဲရှိကျွန်တော်တို့စားတယ်မကြမ်းပါလို့ရှိရကေမလားပါကြမ်းမှာပို့လို့ပါတယ်ကြမ်းမှာမားတာကျွန်တော်တို့နောက်ဆက်သွေးအလုပ်တွေကိုလုံးနေပါဘူးကျွန်တော်ချမ်းသာနေတယ်အမြောက်ကြီးချမ်းသာနေတယ်ဥမာအခုခိုင်းတဲ့မန်တာကိုပြခဲ့ပါမယ်ဟိုကျွန်တော်ကကြီးတိုက်စပြီးချမ်းသာနေတယ်စားချင်တာစားနေတယ်ပိုင်းနဲ့ညဘယ်ဆိုကလေးကျွန်တော်မှစိတ်ချိုရှိနေတယ်ဆိုတာဆိုစိတ်ဆို type 2တရားပတိစိတ်ချိုအမျိုးသား၌ရှိနေတယ်ဆောင်းပတဲ့လောက်ရှိနေတာအစတလို့စောတော့အစမှာ glucose လောက်ပါတယ်glucose ပါတယ်တော့ကျွန်တော်တို့ insulin လောက်ထိုးသွားတာကိုဆိုတာကိုတွားချပြီးခါမှစားရတယ်ဆိုရင်စားချင်တာလည်းမစားနိုင်စားချင်တဲ့ဖိစားပဲစိတ်ချိုလောက်တက်လောက်ဖို့ဆိုတာကိုတွေ့တော့ကောင်းနေရတဲ့ဘဝတခုဆိုကြရောင်းချမ်းတာမှုဆိုတာကျွန်တော်မှဇာတန်ဖို့ရှိပါဘူးလေဇာဒိုက်ပဲရှိပါဘူးလေရောက်ရပါရဟုတ်မလားကျွန်တော်ပညာတော့တဲပညာတခုလေးမလောက်နိုင်ကြမှာမကောလို့ရောဂါဝေဒနာခံစားနေရတဲ့ဆိုကျွန်တော်တို့ပျော်ရွှင်နေပါဘူးလားပျော်ရွှင်နေပါဟုတ်ပါမလားအဓိကကြမ်းပါလေဆိုတာအရေးကြီးဆုံးပါကျွန်တော်တို့စားရဲ ether racing ဒီနေထိုင်လာတယ်ဖက်တန်းလာတဲ့ဘဝတစ်လျှောက်မှာလူတိုင်းပိုင်ရနိုင်အသိဉာဏ်မရှိတဲ့ array ပိုင်းအသိဉာဏ်မှာပြေဆုံးသေးတယ်မတင်တဲ့စားတဲ့ array မှာဖိုက်ခါရဲ့ဝေဒနာဒီကိုထားလိုက်ပါဟိုတင်တဲ့ array ကနေပြီးတဖေးခရီလာလီကျွန်တော်တို့အတိကျွန်တော်ဖက်တန်းလာတဲ့အတွေးကိုဒီများလာလီကျွန်တော်တို့စားရဲကြမ်းမှာခေါင်းကြီးတန်ဖို့နဲ့မကြမ်းမှာခေါင်းကြီးတန်ဖို့ကိုပိုပြီးခံစားရလီဖိုက်ခဲ့ပါဖို့ဇာရှိမှာပိုပြီးတိကျဖို့လို့ဆိုတာရှိတာကကြမ်းမှာခေါင်းကြီးတန်ဖို့ကိုမကြမ်းမှာတဲ့ရှိမှာပိုပြီးခံစားခဲ့ရပါဘူးတခါဝေဒနာကြီးနာတာချေရောကတိပိုင်နဲ့ရမ်းပတာတိထားလဲအောင်ကျွန်တော်တို့ဂေါတဖိရှိကြဲတယ်ဂေါတဖိရှိကြဲတယ်ဆိုကြတော့ကျွန်တော်တို့ဇာပဲခံစားခဲ့ရပါလေနာအယောင်ပဲပါကြမ်းမှာလို့ဆိုတာကျွန်တော်တို့ဘဝမှာတော့အရေးကြီးရဲ့ဒီကအချက်တစ်ချက်ဖိတ်ပါတယ်ကျွန်တော်တို့တချို့ပါဠိစတင်တော့ရှိပါမလားအာရဂျန်ပရမန်လာဘန်နဲ့အထိဆိုပြီးကြံကဒီကအထောက်ထားတင်းတော့ရှိပါလေအာရဂျန်ပရမန်လာဘန်နဲ့အထိကြံမှာခေါင်းသားတူတော့တန်ဖို့တိမရှိရောက်ပုံစံမျိုးပါလေရဟန်းစားလေဟိုခိုင်ဆာဆာကပေါ့ရောက်ပဲရှီခါတယ်သုံးကပရကဲဆိုကြလေလူတွေကဆိုတာလေကိုကြမ်းမာတဲ့ကိုအလေးမထားခဲ့ပါကိုရုံးမဆိုင်ခဲ့ပါကျွန်တော်ဇာကောကိုရုံးမဆိုင်ခဲ့လေဇာကောဟုတ်လဲဆိုလို့ရှိရခဲ့တချို့ကတော့ဟာမသိလို့ကြမ်းမာတဲ့ဆိုင်တာဘိုးသူသားလေးကိုမသိလို့ဖိုက်နေပါတယ်တချို့ကတော့ခါပို့ဖို့တန်တဖိုးထားလို့တရားသားနဲ့ကြမ်းမာနေခါကိုတခုလေးမဖိုက်ဆိုပြီးတွေးလို့နောက်တစ်ချိန်မှာဖိုက်လာနေလို့တွေးတော့မင်္ဂလို့ပါမကျွန်တော်တို့တွေးတော့ရပါစကားကျွန်တော်တို့အခုကြမ်းမာနေကြလေနောက်တစ်ချိန်မှာဘာနိုင်ကြမ်းမာတွေကိုရုံးမဆိုင်ဆိုလို့ရှိရကျွန်တော်တို့လိပရန်နေတယ်စီချိုဖိုက်နေတယ်တွေးတော့ဖိုက်နေတယ်ဦးခိုင်မှာစီချိုတွေးတော့တို့ဆိုတာချုံလို့မရပဲလူတဲ့ဖိုက်နေလို့ပြပါတယ်လူတဲ့နီးပါရင်နိုင်အောင်ပဲဖိုက်နေကြတယ်ဖိုက်ဖို့လည်းလွယ်တယ်အနေထားတိဖိုက်လာတယ်ဘာနာအရင်တော့ကျွန်တော်တို့ဆိုတာလည်းအများကြီးကိုလူဆိုင်ဖို့လိုပါတယ်ဦးခိုင်မှာလည်းကျွန်တော်တို့ဆိုတာလည်းဆရာဝန်တီကျွမ်းကြောင်းတယ်ဆရာဝန်တီလည်းပွားလာတယ်တိုင်မပညာရှင်တီပွားလာတယ်စီလိုစီကန်တီဆိုလည်းလုံးဝအဆောင်မဖိုက်လာတယ်ဘာနာစီဝတီဆိုလည်းလုံးဝကောက်တမြကောတဆာကောပူပန်းလာခဲ့တယ်ထော်လို့ခဲ့တယ်စမ်းသက်ခဲ့တယ်ရေကလေးသားကျွန်တော်တို့ဆိုတာလေဇာတိကိုတွေးလာခဲ့ရလေဆိုတဲ့တဖာမှာအယံခေါကမဖိုက်ဖူးခါတဲ့ရောဂါတိဖိုက်လာခဲ့တယ်တဖာမှာလေပိတာနန်ရောက်ဘူးလေမကြမ်းမှလူတိပိုများလာတယ်ဘေဆာဆိုရတိဖိုက်ခဲ့နာတာရှီရောဂါတိဖိုက်ခဲ့တယ်အများကြီးခိုင်ကြမ်းမဲဆိုင်တာတိပညာတိတိုးတမှုတိဖိုက်လာတယ်ပဲတဖာမှာလေရောဂါတိဆိုတာတယ်အများကြီးဖိုက်လာတယ်ကုသလုံးမရတဲ့နေသားတိဖိုက်ရတာခိုင်တိများလာခဲ့တယ်အချောင်းဆိုတာဇာကောလေကိုပရိုင်နန်ကျွန်တော်မှမင်းစရာမဲခွန်းတစ်ခုပေါ်လာပါတယ်တခုကဇာလေးဆိုလို့ရခဲ့ဆမ်အကြမ်းမာရေးစောင်းချောင်းမှုစနေကြီးလို့ခေါ်တဲ့ Hethemis string ပါရနာအကြမ်းမာရေးပေါင်မ resico ဆိုရယ်ကျွန်တော်တို့ဘွားကိုအမှန်တကယ်ကေတောင်းနေကြလားသို့မဟုတ်တဖေးဖေးနဲ့ကျွန်တော်တို့မမနိုင်တဲ့နောက်ကွယ်မှာကျွန်တော်တို့မသိနိုင်တဲ့ကျွန်တော်တို့ဘွားကိုဖြာစီနေကျွန်တော်တို့အကြမ်းမာရေးတိကိုထိခိုက်ပြစီရောဖိုက်ဖို့စေအကောင်တိရှိနေလားဆိုတာကျွန်တော်တို့မင်းစရာမဲခွန်းတစ်ခုဖိုက်လာပါတယ်ညဘက်ဆိုတဲ့ခါကျွန်တော်တို့မှဆိုတာလေကြမ်းမှန်နဲ့ပတ်သက်ပြီးအသိပညာသည်ဘုံသူသားသည်အများကြီးရှိဖို့လိုရလာပါတယ်ခိုက်ကလည်း social media ခိုက် media ခိုက်ဆိုတော့
Facebook ရော YouTube ရော social media ရောမှာမရထားတာကိုယုံလို့လိုက်လို့လည်းမရရမယ်ဆိုတော့ကျွန်တော်တို့စားတယ်အမွှားနဲ့အမှန်ကိုတည်တည်ချာချာစီစိတ်ခွဲခေါ်ဖို့လိုရတယ်ကိုပဲတီးလာဖို့တီးဖို့လွယ်ရတယ်တီးဖို့တော့နဲ့အမှန်တကယ်သူတဲ့နာပူပေးကဘူးသူထားတဲ့ကြံတီးကြံမဲဆိုင်ရာတီးပညာပြီးတယ်ကြံတီးပါရင်လည်းရမယ်စာအုပ်တီးကိုဖယ်ဖို့လိုလာပါတယ်မဟုတ်လို့ရှိကြကျွန်တော်တို့စားတယ်တချင်းချင်းမှာဘာရင်နဲ့ကြံမဲဆိုင်ရာဘယ်သာဆိုကြတီးကိုကိုတိုင်ကုန်တူးလာရနေပါတယ်ခုနကကျွန်တော်မိခါရဲ့မဲခွန်းခုနပဲသက်ပြီးရဲ့အဲ့ဒီဗီဒီယိုမှာကျွန်တော်စာအုပ်တောင်းနဲ့မိတ်ဆက်ပြီးချောင်းပါတယ်ညစာအုပ်ကဇာစာအုပ်လေးဆိုလို့ရခဲ့အစာအုပ်ဖိတ်ပါတယ်အစာအုပ်ကနေပြီးရဲ့ Robert Lifkin reader ထားတဲ့ Live I Touch in Medical School ဆိုတဲ့အစာအုပ်ဖိတ်ပါတယ်အစာအုပ်ကမှဇာတိပါလေဆိုလို့ရခုနကကျွန်တော်ပြခါရဲအကောကပိုင်းနဲ့ကျွန်တော်ပြခါရဲမဲခွန်းတစ်ခုရောင်မဲခွန်းတစ်ခုကိုလုံးဝချောင်းချောင်းလောင်းလောင်းကွယ်ကောင်း reader ဖို့ပါထားတဲ့စာအုပ်ဖိတ်ပါတယ်ရိုရာအကောဆုံးစာအုပ်တော်လေးဖိတ်ပါတယ် New York Times ကနေ bestseller ဆိုတော့ဝန်ထားတဲ့စာအုပ်ပါစာအုပ်က2024အပိုင်းနဲ့ပြီးခါရဲတိုင်းကြွလောက်ကမှထွာရှိထားတဲ့ဖိတ်ဆာစာလုံးဝတူတဲ့နာပူချတီနောက်ဆုံးတမ်းမဲဆိုင်ရာတိပညာတီကိုလုံးဝကွယ်ကောင်း reader ထားတဲ့စာအုပ်ဖိတ်ပါတယ်စာအုပ်ကိုဖဲဆိုလို့ရကျွန်တော်ဇာတိတီလာတာပဲလေ okay ကုသမှုတီပိုင်းနဲ့ကျွန်တော်တို့ခံယူနေခဲ့တဲ့ကုသမှုဆိုတာဇာပဲလွှဲချုံနေလေကျွန်တော်တို့သိထားတဲ့ကြမ်းမာတဲ့ဘ ഹു တုသားတီဆိုတာဇာပဲလွှဲချုံနေခဲ့လေဆိုတာကိုတရားဖိတ်ပါတယ်လုံးဝသူဆိုရဲပေါ်မလောင်လောင် reader ထားတာဖိတ်ပါတယ်ရန်တော့သူစာအုပ်မှာတော့ဒါပဲနိုင်ပြထားရဲဆိုတော့ရက live လိန်လင်မှုပိုင်းနဲ့ I touch in medical school ငါတန်ခါရဲငါတန်ပရာခါရဲတန်ယူခါအမကိုတဲ့တန်ပရာခါရဲအပိုင်းနဲ့ medical school ဆိုတာကစီကြောတီမှာသူကိုတဲ့တန်ပရာခါရဲအကောအတီထေကလိန်နေမှုတီတနေ့အဖန်လွဲမမှုတီပါရဲ့ရပစာတီကိုသူပန်လေဆန်းဆိုင်ပြီးက reader ဖို့ပရာထားရဲစာအုပ်တော့ဖိတ်ပါတယ်သူကိုတဲ့လေကြမ်းမဲဆရာပါမခတရားပိုင်းနဲ့ဆရာဝန်တရားတဲ့မှာစီကြောတီမှာသူကိုတဲ့စာဖိတ်တန်ကရခါရဲဘိုင်းနဲ့နိုင်ဖို့မြောက်တာတန်ကရခါရဲထေကပန်လေတုံးတဲပြီးခါမှဇာတိလွဲ့နေလို့ဆိုတော့တုံးတဲပြီးခါမှ reader ထားတဲ့စာအုပ်တော့ဖိတ်ပါတယ်အစာအုပ်ကိုရိုချချနဲ့အနေချုပ်စကားတကောက်တဲ့နဲ့ပရပါဆိုလို့ရှိရကေသူနိုင်တာကဇာလဲဆိုလို့ရှိရကေခေါ်တဲ့စီလို့ခေါ်ရဲနာတာဟေရောကတိပါရနဲ့နာတာဟေရောကဆိုလို့ရှိရဇာတိပါဘလို့စီချိုရောတွေးတော့နှလုံးရောဟိုချမ်းချမ်းကန်စားရောပိုင်နေရပဲနာတာဟေရောကတိအမှဖိုင်လာဟာလို့ရှိရကေတုံနဲ့ကူတာဟုတ်မလွဲပဲလီပဲဇာရောပုံစံမျိုးတိရမယ်နာတာဟေရောကတိဆိုတာကျွန်တော်အသားတွေကြိလာတဲ့ခံစားဖို့ရောကမဟုတ်ညမလို့ပရထားတယ်အဓိကကရပါဘိဒါကေအေရောကတိဆိုတာကျွန်တော်ရဲ့ lifestyle လို့ခေါ်တယ်ကျွန်တော်နေထိုင်ရဖက်တန်းလာတယ်ဘွာမှဇာပဲနေထိုင်ရတယ်ဇာပဲတောက်ရတယ်ပိုင်းနဲ့ဇာပဲပရူးမှုရတယ်ဆိုတာကိုဖိတ်ဖို့လာတယ်ရောကတိဖဲတယ်ဒီလိုဆိုတာခိုင်းနဲ့ကျွန်တော်အေခိုင်းမှာဇာချောင်းကိုချုပ်ချရဖို့ဇာချောင်းကိုလိုင်းနာရဖို့ဇာပဲပဲမဖဲရောနာတာချေရောကတိမဖဲရောဇာပဲတောတုံးကြရဖို့ပိုင်းနဲ့ရဟတိကိုကွယ်ကောင်းကောင်း retire စာကိုဖိတ်ပါတယ်အခုကျွန်တော်အသား30ကျော်ပါရအသား30ကျော်မှအစာအုပ်ကိုဖယ်ခွာလာတယ်ဖယ်ခွာလာတော့ကျွန်တော်လွန်ခါတဲ့နိုင်ပေါ်30ကျော်မှလွေးမောဆိုစားတော့နေထိုင်ခါတဲ့အဆိုးကြဒီပါနာ complications ပါရနောက်ဆက်တွဲဆိုးကြပြဿနာတွေဆိုရကျွန်တော်ခန့်တာကိုထင်မှာဇာလောက်တော့ကျွန်တော် metabolism system လို့ခေါ်တယ်အကြမ်းမှာရဲ့ system ကြီးသူကဇာလောက်တော့ problem နေရလဲမသိအခုကလူလည်းပဲ refer လို့ဆိုရတဲ့အခင်းတွေဒီမပရာတိဇာလေးဖိတ်ကောဖိုင်နေတယ်ကန်ကောအော်လို့ဆိုတာမဖိုင်တိဇာလေးဖိုင်နေပါနဲ့ညီလာတို့ကြံရှိနေတယ်ကျွန်တော်တို့သားတန်းတစ်ချောင်းမှာကျွန်တော်တို့စားရကျမ်းမာတွေဘွားတစ်ခုကိုပိုက်ဆိုင်ဖို့တော့ကျွန်တော်တို့ပြီးတဲ့အချိန်ကျွန်တော်တို့မှိန်တဲ့အချိန်မှာကျွန်တော်တို့ကောကောဝမှာဂရုစိုက်ဖို့လိုရပါတယ်ကျွန်တော်ကျမ်းမာတွေကိုကျမ်းမာတွေဆိုရတာကလည်းလူစားလောက်ခဲလို့လည်းမရပါရင်နာဝိတ်မငါစားဒိတ်စေချင်းတို့ပဲဝဲလေကျန်ခလောက်ပဲမငါကဝဲဟိုမှာဆိုတော့အချိုတီဘီယာတီအရာတီအမြကြီးသားပြီးရောကဖိုက်ခမောင်းဖိုက်ဝဲငါစမောင်းခံပြီးငါမောင်းကိုသိမ့်ပဒလာပင်းပဲသိရ problem မရပါရမယ်ဆိုတာကိုတိုင်ကြဖို့တော့ကိုတိုင်ဂရုစိုက်ဖို့လိုရပါတယ်ကျွန်တော်တွေးခဲ့ပါအခုကျွန်တော်ပဲထိုင်ပြီးပရနေကြမှာနဲ့ပဲပရနေနောက်စေဂျူးနဲ့ခုလောက်ကလာတယ်အခု30ဆိုလို့ရရင်နောက်90ကျွန်တော်အသား90 30စေဂျူးနဲ့3ကလည်းခေါက်စေချိန်မှာကျွန်တော်ဆိုပါတော့လီမဖဲလာနေလို့မပရနိုင်ပါကျွန်တော်ဝတ်တော့ပြီးစီချိုတွေးချိုဖိုက်ပြီးတွေးတိုးတိဖိုက်ပြီးရမဖိုက်နိုင်လို့လည်းမပရနိုင်ပါကောင်စာတိမဖိုက်နိုင်လို့လည်းမပရနိုင်ပါစိုက်သားခဲ့လေကျွန်တော်နောက်လွန်လာဖို့နိုင်ပေါ်20မှာကျွန်တော်တို့အသား60ရွယ်လောက်မှာကျွန်တော်ဆိုကိုတခန်းတီးပြီးလီပဲလို့
မလုံးနိုင်လို့ကဒါပဲခံစားရပါလေကြံရှိနေတဲ့ဘွားကတီလာတယ်လည်းမဟုတ်လေတီလာဆိုလေတီလာတဲ့တကန်သားအခုလီပယ်ဟာတဲ့သုံးဖောက်ပဲအခုဖိုင်နေတဲ့ကြောက်ကက်ဒီပြစီပြီးအဲ့ဒါပါလာလဲဝဲဖူးတော့ပြီးကပြီးတော့ကိုတယောက်တည်းခံစားနေရတာမှကိုမီတာစုတီကိုနဲ့ပတ်သက်တဲ့ဆွေမျိုးတီကလည်းစိတ်ပူပေါင်းတော့တည်းရောက်ကရငွေရကဲကုန်ကြောင်းမသိလေအမြောက်ကြီးဖိုက်ခဲ့ရဲဆိုလို့ရခဲ့ကျွန်တော်ဘွားဆိုတာလေထားခါသမျှကိုဇာခါသမျှဇာဒိုင်ပဲရှိပါဘူးတီလေဒီချောင်းဆိုကောအရိကိရဲ့ချက်ပါကျွန်တော်မကြမ်းကျွန်တော်ကြမ်းမှာတော့မှအေကောရတီကိုကျွန်တော်မတွေးမိပါလူတွေကကိုကြမ်းပါတယ်ကြမ်းမှာဖို့လို့ပဲထားပါတယ်ဒီဆိုပါတော့ကြမ်းမှာလူတယောက်နဲ့မကြမ်းမှာလူတယောက်မလောင်ကြတော့ကိုကကြမ်းမှာလူပဲပဲကိုကကြမ်းမှာဖို့လို့ထားတယ်မကြမ်းမှာလူပဲကိုတချင်ချင်းမှာဖိုင်းနေတယ်လို့တွေးခဲ့ပါမတွေးမိပါတော့တန်းအောင်ဒီနားလို့လေကျွန်တော်တို့ပို့ဖို့တန်တန်နေကြတာပြပါတယ်ဟီရိုဆွေတဖွာထရာရှိပါနာဟီရိုဆွေဆန်ရယ် conservative ဖိုင်လို့ပြပါအင်္ဂလိပ်လိုတော့ conservative ဖိုင်လူတီဆိုလို့ရှိရခဲ့ဝဲလဲလဲတလဲဇာတိပြနေမသိသူရမမှတ်ပါဘူးညာရှိလို့စေအယူဆိုင်ရှိတယ်လူတီဆိုရမပြပါဘူးအမှန်တကယ်ရမှာမဟုတ်ပါအရင်လူတီကိုလည်းမှားရလို့တော့မဆိုလိုပါဒီကလေးကကျွန်တော်ဆက်တွေးတောင်းပါတယ်တွေးတောင်းရဆိုတော့ကိုတတိပိစာအနေထားတစ်ခုအနေနဲ့တွေးတောင်းတယ်မအေပစာနေလားမအေပနေလားကိုရှိမှာမနောက်လာဖို့နဲ့ရှိမှာလာဖို့နိုင်ဖို့နဲ့စင်မှာနိုင်ဖို့30မှာမအေပဖိုင်လာဖို့ဖိုင်နေတယ်အဲ့ဆိုပြီးကိုတတိပိတောင်းပါတယ်စာပြီးပြရမယ်စာအုပ်ကိုတိုင်ဝေဖန်နေရဆိုလို့ဝေဖန်ခဲ့ပါစာအုပ်ကတော့မြန်မာ version မရှိပါအင်္ဂလိပ် version ထုတ်တာပြပါတယ်စာမျက်နှာကတော့တုံးလာကြွရှိပါပါတယ်တကယ်လို့မဖမ်းနိုင်ကိုတိုင်မဖမ်းနိုင်ပါရင်ကိုတိုင်မဖမ်းနိုင်ကိုဖဲလေးဖဲချောင်းရဲကျွန်တော်ရဲ့ကောလာတီချောင်းရဲဖဲချောင်းရဲအဲ့မဆိုလို့ရှိရင်ကိုတိုင်လေးကိုအင်္ဂလိပ်စာအားနေမဖမ်းနိုင်ညီရှိအင်္ဂလိပ်စာအားနေမဟုတ်ရှိညီရှိအင်္ဂလိပ်စာအားနေငါတို့ရဲ့စာအုပ်ကမဖမ်းနိုင်ကလေးစာအုပ်ကပါတယ်ကောလာတီချောင်းရဲပိုင်းနိုင်ပဲကြမ်းမာတဲ့ကိုကောက်မွန်အသိပညာသည်လိုချောင်းရဲဆိုလို့ရှိရင်အခွန်လေးရှိပါတယ်ခွန်လေးရှိပါတယ်ကျွန်တော်ပြပါမယ်စာပြီးပြပါမယ်ဗီဒီယိုကိုဆုံးအောင်ပြပါကျွန်တော်ပြပြကျွန်တော်ပြပါမယ်ရန်ခွန်ကဇာလဲဆိုလို့ရှိရင်စာအုပ်ကိုကျွန်တော်အခုဖမ်းနေစားအခန်းပေါ်ဆင်းနှခမ်းပါပါတယ်အခန်းဆင်းနှခမ်းမှာအခန်းငေါ့ကိုရောက်ပါတာသည်နောက်မကြသည်ပါဖဲလို့ဝန်ဖဲလို့ရပါတယ်ဒီကအချောင်းကိုကျွန်တော်ကကောင်တဲ့တဘောအနေနဲ့တခန်းချောင်းကောင်တဲ့တဘောအနေနဲ့လုပ်ပြီးဖို့စိတ်သက်မှုပါတယ်ဒီလေသာ prepaid ဆိုမသိနိုင်ပါကောင်တဲ့တဘောလုပ်ရဆိုလို့ရှိရင်လူတယောက်ဆိုရတယ်ကောင်တဲ့တဘောဦးကျွန်တော်ဗီဒီယိုတဘောကိုမိနစ်30လေဆိုလို့တယောက်လေးဆုံးအောင်မကိချောင်းပါရလူတိုးတန်းလုံးမကေးပါရကောကြီးရန်ရှော့ကရောကိုစိတ်ဝင်စားရလူမမိနစ်30လောက်ထဲတယ်ကောင်တဲ့တဘောကိုကေးစားပါဗီဒီယိုတကားကိုနားတော့လားCD ကိုရမ်းပဲကေးကလေးအခုခိုက်လူငယ်တယောက်အနေနဲ့အခုခိုက်ပဲ social media ခိုင်းမှာကေးစားတီရူချီစားတီအများကြီးရှိပါတယ်ရမ်းပဲဆိုကကောအတီကိုမိနစ်20 30ထိုင်ပြီးလုံးဝစိတ်ဝင်စားတဲ့ကေးဖူးလို့ဆိုတာချပါတယ်နေပါတယ်ကောကညနာလေငါမနီကေဘီကနောက်ကောတခုလေရောက်လာတယ်တေခါတဘောတော့ကေပါလေငါမနီလောက်3မနီကြော်ကြလောက်ခဲ့တေခါတဘောကိုဆုံးအောင်နားထောင်တာနေပါရဲ့တေခါကိုတေခါတဘောနားထောင်နေတပိုက်လောက်ကြသည်နောက်တဘောကေရအရောက်ပုံစံမျိုးဒီများပါတယ်စာအုပ်ကဖန်တာကကျွန်တော်တယောက်တည်းဖန်တာတော့မဟုတ်ပါကျွန်တော်တို့မှစာဖက်ကလေးတစ်ခုရှိပါတယ်စာဖက်ကလေးအရင်စာဖက်ကလေးမှာအင်္ဂလိပ်စာတလုံးလေးမသိရလူတီလေးပါပါတယ်ဖန်တဲ့လူတီကဖဲတယ်မလွေးမနေကျွန်တော်ကဖဲလိုက်ဆိုတော့စာတပည့်ကိုပြီးတိုက်ဘာသာပြန်လာတယ်ပြီးလို့ရှိရင်ရံဘာသာပြန်လာတဲ့စာပဲထဲမှာကျွန်တော်ပြန်လို့မှားခါတယ်တနည်းအားဖြင့်လွယ်ချက်တိရှိတယ်မပြေဆုံးခါတဲ့ကရာတီကိုနောက်ကျွန်တော်ထားသိတဲ့ပုံကိုဒီစာတီကနေပြီးပိုဝေါင်ရောက်ဆွေးနေခဲ့တယ်ရံပဲပုံစံမျိုးစာဖက်ကလေးတစ်ခုရှိပါတယ်ရံကလေးကိုဇာတူမဆို joy လို့ရပါတယ်ဝမ် joy လို့ရတယ်တာလို့ရပါတယ်နော် joy လို့ရဆိုတာလို့ရပါတယ်ဇာလိုအဲလေးဆိုဖေသာပြရလားဆိုဖေသာပြဖို့မလိုပါလုံးဝ free ပါနဲ့လုံးဝအကျိုးမမယူပဲလုံးဝအကျိုးမမယူပဲအကျိုးမကိုမထေသွားပြီးလုံးနေတယ်ကလေးတစ်ခုပါဇာလိုအဲလေးဆိုလို့ရှိရင်ပထမဇာအုပ်ရှိဖို့လိုပါတယ်ဇာပဲတာဖို့လေးဆိုလို့ရှိရတော့ခါဇုံနဲ့တာဇာဖိပါတယ်ဇာရှင်တာဖို့လေးဆိုလို့ရှိရတော့ခါတပန်းမှာတရာပါကာတပ်ဒီနေမဆန်တို့ရှင်ညာချိုင်းနာရီကနေကိုနာရီခွဲစီကပရရအကရတီခေရဆွေးနွေးတဲ့တိများရဆိုလို့ရှိရတော့ကစင်နာရီရောင်းဝကြောင့်2နာရီဝန်းကြောင့်ဖိပါတယ်တပန်းမှာတရာဒီတာဇာဖိပါတယ်ညီကိုရောအမျိုးရောဤရှိနေရပိုင်းနာဆေလနာရီမဟုတ်တပယ်လုံးထေကမှ2နာရီလောက်ကိုဘွားတော့ကိုကြမ်းမာရဲတော့မိတစုကြမ်းမာရဲတော့အရှင်ပြရဟောစာဖိပါတယ်စိတ်ဝင်စားရကြမ်းမာချောင်းရဲကြံရှိနေတဲ့ဘွားတူကိုကြမ်းမာနဲ့ဖက်တန့်ချောင်းရဲဆိုလို့ရှိရခဲ့တော့ခါစာအုပ်ကိုတဲ့ဝေဖန်နေဆိုလို့ရှိရဖက်ခဲ့ပါoriginal ဘောကစာအုပ်ဆိုလို့ရှိရတော့ခါ
ဒေါ်လာ30ကျော်ရှိပါတယ်ဗျာနော်မြန်မာငွေတော့3သိန်းဝန်းကျင်ရှိပါတယ်ကိုပီကတော့ခါမရှိပါဝယ်ဖို့ဆို origin တွေပဲဝယ်တာပါဗောထွားစားဒီမှာကာတီဆိုတာမှန်ပါလည်းမရှိပါကျွန်တော်တို့စာဖက်ကလမ်းမှာတားရဲဆိုလို့ရှိရကျွန်တော်တို့စာဖက်ကလမ်းမှာပါဝင်တားရတွေဆိုလို့ရှိရတော့ခါကျွန်တော်တို့ရဲ့အစာအုပ်ကိုဇီတာတာနန်းရအောင်ကိုပီကူပြီးပါတယ်ကျွန်တော်တို့ကူခါပဲယူပါတယ်ကျွန်တော်တို့တပတ်လည်းမယူပါပုံနေတိုင်းမှာပုံနေထိုးတယ်ကျွန်တော်တို့ထောက်ခိုက်ရရလေးနေရာတိုင်းမှာထောက်လို့မပြီးပါနဲ့လူတက်ကိုလည်းထောက်လို့မပြီးကျွန်တော်တို့ကလမ်းမှာတားဖို့လူသေးချတယ်ဆိုမှလုံးပြီးသားပါရပဲအကျုံးမလဲတပတ်တစ်ချက်လေးအမရမြူပါဘိုင်းနဲ့စာအုပ်ကြာတောင်းတဲ့တန်ဟောပဲပြရတာပါဇာလောက်ကြတယ်ဆိုတော့တောက်ခနေထောက်တောက်ချိတ်ထောက်ရအောင်လောက်ပြီးကြာစားပါအခုခိုင်းနေဆိုဇာလောက်မှတန်ဟောမရှိပါနဲ့ဟောင်းတပွေးဇာလောက်ပဲရှိပါတယ်ရေကမြန်မာငွေပါနဲ့တောက်ခနေထောက်ဆိုတာတခါဒေါ်လာဒီပါဒီနဲ့တွားနေပါမယ်တောက်ခနေထောက်လောက်ပဲရှိပါတယ် delivery ကပါညာရအောင်မှာဆို delivery ကငါထောက်လောက်ပြရပြပါတယ်နဲ့အခါဒီဆိုတော့နဲ့အခါလည်းရောက်ပါတယ်နဲ့စီဆိုင်ပြီးပါတယ်ရေကဇာပဲစားတွေ့ရအပလေးဆိုလို့ရှိရခဲ့ကျွန်တော် A video မှာဖုန်းနံပါတ်ထည့်ပြီးထားပါတယ်ရောက်ဖုန်းနံပါတ်ဟို Viber ကလာစားတွေ့ပါကျွန်တော်တို့မှာA group ဆိုရအဓိက Viber group ဖိုက်ပါတယ်ရန်လို့တားဖို့ဆိုလို့ရှိရခဲ့ Viber ကတော့မဖိုက်မနေဖွန်လာပါဘူးသုံးလာပါဘူးရန်လို့ကျွန်တော် A video မှာထည့်ပြီးထားတဲ့ဖုန်းနံပါတ်ကနေပြီးခဲ့ Viber ကစားတွေ့ပါနော် Viber စားတွေ့ပါဇာတူမဆိုတားလို့ရပါတယ်အင်္ဂလိပ်စာကောက်တီဖိုက်စီမကောက်စာဖိုက်စီ ABC မတီးပေါင်းလူပေါင်းဖိုက်စီအဓိကကြမ်းမရဲကောအဒီကိုသီချောင်းရဲတဲချောင်းရဲနောက်လေးချောင်းရဲဘွားကိုကြမ်းမှာနဲ့ဖက်တန်ဆောင်ရဲဆိုလို့ရှိရခဲ့တာဖို့ဖိုက်ခုပါတယ်အခုပဲတကူတကားကြီးဟွာလောပြီး plan နေဆိုတာလေ marketing ဆောင်စံမဟုတ်ပါအစား marketing ဆောင်စံမဟုတ်ပါကျွန်တော်ဖက်တာတပန်းနေမရပါဒါပဲလို့ဆိုတာလေကိုရောအမျိုးတိပါရနဲ့ကြမ်းမှာဖို့လို့တယ်ကြမ်းမှာအဲ့ကျွန်တော်တို့တိုက်ပဲကိုလည်းထူထူနေဖို့ကျွန်တော်တို့မိသားစုကိုထူနေဖို့ကျွန်တော်တို့လှုပ်ချင်တာလည်းလှုပ်နေဖို့ကျွန်တော်တို့စားချင်တာလည်းစားနေဖို့မကြမ်းမှာလို့ရှိရခဲ့ no nothing we can do မကြမ်းမှာလို့ရှိရကျွန်တော်တို့တကူလည်းမလုံးနိုင်ပါရန်ကုန် plan ညာစားဖရဲပါတယ်ကောအစားမှဇာကောအတိကိုအဓိကဖရဲဖို့လေဆိုလို့ရှိရခဲ့တခေါက်ရှိမာတိကကောရှိသေး social problem မဲအခုခိုင်းမှာ chronicity လို့ခေါ်ရဲ another hero ကဖိုင်းနေတာဒီတခန်းခန်း3ခန်း4ခန်းကတော့ကြွားလာပါရပထမဆုံးခန်းမှာတော့ metaphysics live လို့ခေါ်ရဲကျွန်တော်တို့ကြားမှာကမဖိုင်းမှုပါရနေရနေသားရန်ခန်းကိုကျွန်တော်လည်းမမင်းလိုက်ပါကျွန်တော်ဇာ joy တော့ obesity ဆိုတော့ခေါ်ရဲနံပါတ်3 chapter 3ကအခန်းကိုဝါလွမ်းအခန်းပိုင်းနဲ့အခုခိုင်းမှာကဲရောကတခုပဲဖိုင်းနေရတဲ့ဝါလွမ်းရောကပါဝါလွမ်းရ over wifi ရရန်အခန်းကိုရောင်းနေပါရရန်ခန်းမှာတော့ထဝါလောက်ကြိုလာပါရလဲကျွန်တော်ဇာ joy တော့ရန်ခန်းကြွာလာပါရ obesity လို့ခေါ်ရဲဝါလွမ်းခန်းကိုဖိုက်ပူလာရောကဒီအကောင့်နဲ့ပတ်သက်ပြီးအခန်း3ပါရောင်ခမ်းမှလေးကျွန်တော်မင်းလေးတလောက်ကနေပြီးခန္ဓာကိုယ်အလေးရှင်ဒီဇာပဲတဲ့ဖို့အဝါလွမ်းလာလို့ရှိကြဇာပဲရောကဒီဖိုက်ဖို့ရောင်အကောအတီကိုကျွန်တော် contact ဖို့လုပ်ပြီးသားရှိပါတယ်ဒုတိယခန်း chapter 4ပါရဲ့ပြီးခါရဲ့တပည့်ကပဲပြီးခါတာပါ chapter 4ကတော့ they have this lie လို့ခေါ်ရဲစိတ်ချိုနဲ့ပတ်သက်ပြီးကျွန်တော်သိထားရအမှားတီးပါရဲ့နာစိတ်ချိုမဖဲတော့ဇာပဲလို့ဖို့စိတ်ချို practice ကဒါပဲကူတာဖို့ဆိုရအကောတီကိုအဒီက repeat ထားတာဖိုက်ပါတယ်နောက်ငါကတော့ fatty liver အသေးစီဖူးရောကတင်းနှဆိုင်ရောကပုံစံမျိုးတီးပါနောက်လည်းအများကြီးပါပါတယ်မှာစင်နှခမ်းပြီးထားရဆိုတော့ cancer line cancer က alzheimer line mental health နဲ့တော့ကြမ်းမဲဆိုင်ရာစိတ်ကြမ်းမဲနဲ့ပတ်သက်ရကောဒီလည်းပါပါတယ်ပြီးတော့နောက်ဆုံး10တိုင်းမှာတော့ခါဒါလည်းဆိုတော့ logistic live ပါနေကြမ်းမှာသားဟေဖို့တော့ဒါပဲဟိုဖိုင်ဖို့လေးစတီရီတာပါနောက်ဆုံးမှာဒါတော့ခါ simple lifestyle plan ပါနေရိုချန်ပေးကြမ်းမှာဘွားတကူရာပဇာပဲ lifestyle နဲ့နေထိုင်ကြောင်းငန်းဖလေးဆိုရကောတီရီတာပါ okay ပရစာကောမြောလာပါစာတန်နံပါတ်ပဲပရလာဆိုတချို့ရသည်စကောင်းမန်လို့နားမလေးလိုက်စားတဲ့ဖိုက်ကောဖိုင်နေပါ sorry ပါကျွန်တော်လည်းစကားစီကတခါကြောက်အော်ပါခဲ့အယောင် product ပါဘလုံးမှုထွေးနဲ့နားမလေးကတခါ tab brand ခဲ့ပါပါနဲ့ right ပြီးဆိုလို့ရှာပြီးခဲ့ပါ okay ရမယ်ဆိုခဲ့ဟေဆောင်နဲ့ပတ်သက်ပြီးလေအများကြီး pro ရပါရအကြမ်းမဲနဲ့ပတ်သက်ပြီးလေဇာပေဟိုအများကြီး pro ရပါရအချောင်းနေတဲ့ tab pro ဆိုလို့ရခဲ့ကျွန်တော်တို့တန်းနေစာဖက်ကလေး DB စာဖက်ကလေးပါရောက်မှာတော့ကျွန်တော်တို့ခါတန်တာတွေလူတယောက်အနေနဲ့ပါရနဲ့တာတော့ဇာဝန်ဖက်ကတာဖိုက်ပါတယ်ကျွန်တော်တို့ကိုဖမ်းနေရပိတ်ဒီဝန်ဖဲတယ်တခါကျွန်တော်တို့သားအင်္ဂလိပ်စာဒီကောတယ်ဘောကိုဒီဖဲတယ်ပြီးသားကရန်ဟတ်ထဲမှာလွယ်ချက်တွေကိုစာဖက်ကလေးကိုထူထော်ရဖောက်တာပါနော်ရန်ပေါက်ကိုကနေပြီးဝန်တော်ဆွေးနေပြီးဆက်ပြီးကောရာတီနဲ့ဆက်ပြီးစာအုပ်မှာပါတယ်ကောရာတီနဲ့ဆက်ပြီးလေခိုင်အခုခိုင်မှာဖိုက်ပြနေကြတဲ့ဆက်ပြီးအများကြီးဆွေးနေပြီးပါတယ်အခါကရင်းဝယ်လေတပရလေးမယူပါတိုင်ချောင်းလေဆိုလို့ရှိရဇာတူမဆိုတာလို့ရပါတယ်ကျွန်တော်ကိုဘိုင်ဘာကနေပြီး
ညီရှေကိုမောက်ရှေပိုင်းနာအေးစာပဲကလေးကျွဲချောင်းလို့စာပဲလောရပလေလောပြီးအောင်ကျွဲပြီးအောင်ရပဲဆိုကြရပါတယ်ကျွန်တော်စီစဉ်ပြီးပါမယ်စာအုပ်ပါဇာနေရာဇာနိုင်ငံရောင်းနေလေစာအုပ်ကဇာပဲဝယ်ရပလေဇာပဲပူရပလေဇာချန်တီလိုရလေဆိုတော့ကျွန်တော် private စုံလောက်ပြီးပါမယ်အဒီကအမျိုးတော့ကြမ်းပါလေကြမ်းပါဖို့စောက်ကိုကျွန်တော်အဒီကလိုချောင်းလို့ aircraft ကို video မှာပဲလောက်ပြီးစားဖိပါတယ်ရေဂရုမှာအစာအုပ်ကောက်ဖက်ပြီးကကြမ်းပါလေကောက်တစ်ခုတည်းပြင်စားလားဆိုရင်ရောက်ပလင်မဟုတ်ပါis ဂရုစစားတဲ့တခါဆွေးနွေးချက်ဒီအများကြီးရှိပါတယ်မိချောင်တိမိခွန်းမိချောင်မိခွန်းတိမိနွားရဲ lifestyle self development လို့ခေါ်ရဲဘွားတိုးတန်းရဲအကောတိနဘွားတိုးတန်းရဲအကောတိနဆက်ဆက်ပြီးကလေးသူအကောတိုက်ဆိုင်ရဲပဲဆဲကဆဲလေးပဲရမပါပါတယ်ဒါလို့မျိုးရောနေနေလေအချင်းပိုင်းနဲ့တပည့်မှနာရီလောက်ပြီးကဝန်ရောကဲဖို့ကြွဲကဲဖို့ဖိုက်ခိုးပါတယ်အချင်းကတော့ဟာတပည့်အပဲဆိုင်ကတာပတိနေညာတဖာချိုင်းနာရီဂါစာပြီးစင်နာရီလောက်မှဆုံးပါတယ်မြန်မာစံတော်ချင်းအချင်းဖိုက်ပါတယ်ဒါဖို့တော့ဇာလို့ဆိုကအင်တာနက်ရဖို့လို့ရဖုန်းရှိဖို့လိုပါတယ်ကွန်ပျူတာဆိုရှိတော့ပိုကောက်ပါရဲ့နော်ဖုန်းတလုံးရှိကြရပါတယ်အင်တာနက်ရရဲ့ဖုန်းရှိရဆိုပြီးပါရဘိဒါကကျွန်တော်တို့အင်္ဂလိပ်စာလေးလာနေလူတီးဆိုလို့ရှိရကြလေအင်္ဂလိပ်စာစကေတာချန်လူတီးဆိုလို့ရှိရကြလေတာတန်းရဲ့ကလေးတခုပါကြမ်းမဲအကောက်လေးတရားအင်္ဂလိပ်စာလေးစကေအင်္ဂလိပ်စာစကေဒီပိုင်းနဲ့ read sкеဒီpronunciation လို့ခေါ်ရဲလေတန်သွားဒီပြီးတော့ speaking ဆိုကြလေအင်္ဂလိပ်လို browser မောက်ပါနေကြလေအစာကိုအင်္ဂလိပ်စာလိုဖဲအောင်နဲ့အတန်သွားဒီတမှန်လာဖို့မသိတဲ့ meaning တိအများကြီးသိလာဖို့စိပိဆရာ meaning တိလာဖို့ဝါချတိစာဘူးနေတိလာဖို့ဘာသာပြန်ဒါပဲပြန်ရဲဆိုရဲဘာသာပြန်တဖော်တလာတိနားလေလာဖို့အကျိုးကျေးဇူးဒီအားလုံးအကျိုးကျေးဇူးပါညီကိုရောအမျိုးရောမှာအစာကိုကလေးကိုကြွယ်လာလို့စုံတရာအကျိုးရောက်လို့ဆိုတာမရှိပါလုံးဝအနိုင်တိပါရတာဘာလို့လုံးဝအနိုင်တိပါတချို့ကတော့ခါအလကားရကေတိုင်ဟိုမထားခဲ့ပါဒါလေတိလူဖွာစားမတိလူကြော်လာဆိုရဲစကားတိုင်းအဲ့ပါအခုတို့ခါအခွန်လေးတစ်ခုအပေရှိရဲ့အပေဖရာလာတယ်ဆိုပြီးကပါအချာပရာပိဇာဖိပါရဲအပေကလဲမျိုးအေချောင်းကလွေးပြီးကမရှိပါချော့ပါရဲအခုခိုင်မှာအနု business လို့ခေါ်ရဲစီးပွားရေးကိုပဲအဒီကဥတိပြီးကလုံးကြီးကစားအပိုင်းနဲ့ရပိဇာဒီပဲမြော့ပါတယ်โอเคရမယ်ဆိုခဲ့ညီကတော့ကြမ်းမရဲဆိုင်နှမ်းဆိုင်တယ်ဘွားမကြမ်းမရဲဇာလာဦးစီအရေးကြီးရအကောရာတိကိုလေကျွန်တော်အများကြီးပြပြပါရပိသားကြီးကြမ်းမရဲနဲ့ပတ်သက်ပြီးအတိပညာလေးဇာပိထားပြတာပေါ့ဇာပဲခွန်လေးသိရှိတယ်ဆိုတာကိုလေကျွန်တော်သိတဲ့လောက်ကျွန်တော်မှရှိတဲ့လောက်ခွန်လေးသိပိုင်းနဲ့ကျွန်တော်တက်တဲ့လောက်ကိုလည်းအများကြီးမျှဝေပြပြရဖိတ်ပါတယ်ဒါလို့အကောရာကိုကရီးယားဆိုလို့ရရတခါကိုအမျိုးတိထေကပါရနဲ့တာချမ်းတဲ့လူသိရှိလို့ရှိရကလေးတားနဲ့ဩသိနဲ့ဩဗီဒီယိုကလေးရှေ့ပြီးခဲ့ဖို့တောက်ဆိုပါတယ်ရှေ့ပြီးခဲ့ပါကိုအတိမိတ်ဆွေဒီကိုအကောက်ကပြီးခဲ့ပါဒီပြီးခဲ့ပါသူတို့လည်းတာချမ်းတဲ့တားနဲ့ဩပါတာဖို့ညင်ကိုသိရှိလို့ရှိရခင်ကျွန်တော်တို့ဘိုင်ဘာကနေစားတဲ့ပါထည့်ပြပါတယ်တခါโอเคရမယ်ဆိုခဲ့အင်းဗီဒီယိုကတော့အဲ့လောက်ပါရအမျိုးအရုံကြမ်းမှာပျော်ချမ်းတဲ့ဘဝတစ်ခုကိုပိုက်ဆိုင်ပေးခဲ့ကိုလိုချမ်းတဲ့ကိုဖိတ်ချမ်းတဲ့ဆန်စားတိကို premium လား or မှာနဲ့လောက်ဆုံးနေကြပါစီ primer နေကြပါစီလို့ဆန်စားပြပါတယ်ကျွန်တော်တို့နောက်ပြီးကြမှာပြန်တွေ့ခဲ့ပါမယ်